လူတို့သည်စကားမပြောမိတွင်၎င်းတို့၏စကားများကိုအတွင်းပိုင်းဖြစ်ပျက်မှုများကပုံဖော်ပေးတတ်ပါသည်တုံ့ပြန်မှုတစ်ခုအစားတတိရှိရှိစင်ကြင်ရန်အတွက်ခဏတာရပ်နာခြင်းကနေရာလက်ကိုဖန်တီးပေးပါသည်မိမိကိုမိမိတတိရှိရှိနေခြင်းကပုံမရှင်းလင်းသောတုံ့ပြန်မှုများကိုဖြစ်ပေါ်စေပါသည်တစုံတရာပြောလိုက်သည့်အခါသို့မဟုတ်တစုံတရာဖြစ်ပျက်သည့်အခါတွင်တွန့်ပြန်မှုသည်ချက်ချင်းနီးပါးခံစားရတတ်ပါသည်ဤသို့ဖြစ်ပျက်ခြင်းသည်များသောအားဖြင့်အတွေးမဖြစ်ပေါ်မီပေါ်ပေါက်လာပြီးကိုယ်ခန္ဓာတွင်အနှဲငယ်ပြောင်းလဲမှုကိုသတိပြုမိနိုင်ပါသည်ဥပမာတင်းကျပ်မှုအသက်ရှူနှုံပြောင်းလဲမှုသို့မဟုတ်မတိစိတ်ကမရွေးချယ်မီဥတီယာတစ်ခုသို့ရွေလျားလိုစိတ်တို့ဖြစ်သည်ထို့သောဖြစ်ပျက်မှုနှင့်အတူစကလုံးများကလည်းလျင်မြန်စွာဖြစ်ပေါ်လာတတ်ပါသည်စကလုံးများကိုယ်တိုင်သည်စတင်ရာနေရာမဟုတ်ပဲရလက်ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်ထိုကြားခံအချိန်ကိုနှေးကွေးစွာလေ့လာကြည့်ပါကစကားမပြောမီတွင်ဖြစ်ပျက်သည့်အစီအစဉ်တစ်ခုကိုတွေ့မြင်ရပါမည်စိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုတစ်ခုသည်လျင်မြန်စွာနှင့်ပြင်းထန်စွာဖြစ်ပေါ်လာပြီး၎င်းနှင့်အတူကာကွယ်ခြင်းရှောင်ဖယ်ခြင်းရှင်းပြခြင်းသို့မဟုတ်ပြဿနာဖြေရှင်းခြင်းစသည့်အကျွမ်းတဝင်ရှိသောအနက်ဖွင့်ဆိုမှုပုံစံများနှင့်မျှော်လင့်ချက်များစတင်အသက်ဝင်လာတတ်ပါသည်ထို့နောက်တွင်ဒုတိယအလွှာတစ်ခုရှိတတ်ပါသည်၎င်းသည်အတွေးတစ်ခုလုံးမဟုတ်ဘဲချက်ချင်းအရေးယူဆောင်ရွက်ခြင်းမပြုဘဲဖြစ်ပျက်နေသည်များကိုသတိပြုနိုင်သောပုံမူတည်ငြိမ်သည့်သတိရှိမှုပုံစံဖြစ်ပါသည်၎င်းကိုစိတ်ပိုင်းဆိုင်ရာသတ်မှတ်ချက်အရလှုံ့ဆော်မှုနှင့်တုံ့ပြန်မှုကြားခဏတာရပ်နားခြင်းဟုဖော်ပြလေရှိပါသည်ဤအချိန်သည်မိမိကိုမိမိဆက်သွယ်နေစေသို့မဟုတ်မိမိကိုမိမိနှင့်ဝေးကွာသွားသည်ကိုဆုံးဖြတ်ပေးပါသည်မိမိ၏အတွင်းပိုင်းအတွေ့အကြုံများနှင့်အဆက်အသွယ်ပြတ်တောက်သွားသည့်အခါလျင်ရင်မြန်စွာတင့်လျော်စွာသို့မဟုတ်ဟန်ချက်ညီညီတုံ့ပြန်နိုင်ရန်ခံစားရသည့်များကိုလစ်လျူရှုသည့်အခါစကလုံးများသည်ထိုအဆက်အသွယ်ပြတ်တောက်မှုကိုတည်ဆောင်လာတတ်ပါသည်၎င်းတို့သည်တင့်လျော်သည်ဟုထင်ရတော့လေအနှဲငယ်ထူးဆန်းနေတတ်ပါသည်ပြောဆိုနေသည်များနှင့်တကယ်တမ်းခံစားနေရသည်များကြားတွင်ကိုက်ညီမှုမရှိခြင်းဖြစ်ပါသည်မိမိကိုမိမိနှင့်ဆက်သွယ်နေသည့်အခါပုံမရှင်းလင်းတိကျသောစကလုံးများထွက်ပေါ်လာတတ်ပါသည်စိတ်ပညာဆိုင်ရာစာပေအများစုကစိတ်ခံစားမှုဆိုင်ရာတုံ့ပြန်မှုများကိုမြည်သို့ကင်တွယ်ဖြည့်ရှင်းရမည်ကိုအလေးပေးဖော်ပြတတ်ပါသည်သို့သောအလေးမထားမိသောအခန်းကဏ္ဍတစ်ခုမှာတဦးတစ်ယောက်သည်ထိုတုံ့ပြန်မှုများကိုကင်တွယ်စဉ်တွင်မိမိ၏အတွေ့အကြုံများနှင့်မြည်မျှဆက်သွယ်နေသည့်ကြောင်းပင်ဖြစ်ပါသည်ထိုညီညွတ်မှုမရှိဘဲထိန်းညှိခြင်းသည်ထိန်းချုပ်မှုတစ်မျိုးဖြစ်လာနိုင်ပြီးညီညွတ်မှုရှိမှသာပေါင်းစပ်မှုတစ်ရပ်ဖြစ်ပေါ်လာနိုင်ပါသည်လက်တွေ့တွေဤသို့ပြုလုပ်ရန်ရှုပ်ထွေးသောကြားဝင်ဆောင်ရွက်မှုများမလိုအပ်ပါ၎င်းသည်အာယုံစူးစိုက်မှုအနှဲငယ်ပြောင်းလဲခြင်းဖြင့်စတင်ပါတယ်နောက်တစ်ချိန်တုံ့ပြန်လိုစိတ်ရှင်းပြလိုစိတ်သို့မဟုတ်ပြင်ဆင်လိုစိတ်တို့ဖြစ်ပေါ်လာကပုံမှန်ထက်ခဏတာပိုမိုကြထိုစိတ်ညစ်အတူနေကြည်ပါ၎င်းကိုပြောင်းလဲရန်မလိုအပ်ပါမလှုပ်ရှားမီဖြစ်ပျက်နေသည်ကိုရိုးရှင်းစွာတတိပြုပါထိုသေးငယ်ပြီးလွယ်ကူစွာလစ်ရှုနိုင်သောအချိန်လေးတွင်တုံ့ပြန်မှု၏ဥတီချက်ကိုသတ်မှတ်ပြီးလူတို့သည်မိမိကိုမိမိမတိလိုက်ပဲစွန့်ခွာသွားခြင်းသို့မဟုတ်တိမ်ငင်းစွာနေထိုင်ရန်ရွေးချယ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်